မနက်ခင်းမှရေချိုးတာကတင်ကျမ်းမရဲ့အတွက်တကယ်ပဲအန်ဒီရဲ့ရှိနိုင်နေဆိုတာတင်သိပါလားလူအများစုကမနက်ခင်းမှလန်းဆန်းသွားအောင်ဒါကိုနေ့တိုင်းလုပ်နေကြပြီမယ်တကယ်တော့ဒါဟာတင့်ခန္ဓာကိုယ်ကိုမထင်မှတ်ပဲထိခိုက်စေနိုင်ပါတယ်မနက်နိုးနိုးချင်းမှာတင့်ခန္ဓာကိုယ်ကအပြည့်အဝနိုးကြားခြင်းမရှိသေးပါဘူးသွေးပေါင်ခြင်းကနှိမ့်နေပြီးစိတ်ဖိစီးမှုဟော်မုန်းတွေမြင့်တက်နေခြင်းဖြစ်တယ်လို့ခန္ဓာကိုယ်အပူခြင်းကလည်းနှွေးထွေးလာကိုကြိုးစားနေစေဖြစ်ပါတယ်ဒီလိုအချိန်မှာရေနဲ့ရုပ်တရက်ထိတွေ့လိုက်တာကနှလုံးနဲ့သွေးကြောတွေကိုအလုတ်ပိုလုတ်စေပြီးသွေးကြောတွေကိုရုပ်တရက်ကျဲသွားစေပါတယ်ဒါကြောင့်တချို့လူတွေမှာရုပ်တရက်နှလုံးခွန်မြန်တာခေါင်းမူတာမျိုးတွေဖြစ်တတ်ပါတယ်ဒါအပြင်မနက်ခင်းရေချိုးတာကတညာလုံးတင့်အသားတွေကထုတ်ပေးထားတဲ့သဘာဝအဆီဓာတ်တွေကိုအတင်းကျပ်ဖေရှားပစ်လိုက်တယ်လို့ဖြစ်စေပြီးအသားတွေကိုခြောက်သွေးစေပါတယ်ဒါပေမဲ့တင်ကမနက်ခင်းမှာရေမချိုးရရင်မနေနိုင်တဲ့သူဆိုရင်တော့ဒီအချက်လေးတွေကိုသတိထားပါရေအေးလွန်းတာဒါမှမဟုတ်ရေပူလွန်းတာမျိုးမသုံးပဲခန္ဓာကိုယ်အပူချိန်နဲ့မျှတာတဲ့ရေမွေးဦးလေးကိုပဲသုံးပေးပါပြီးတော့အဲ့ရနိုးနိုးချင်းချက်ချင်းမချိုးပဲ15မိနစ်လောက်နားပြီးမှချိုးတာကတင်းနှလုံးအတွက်ပိုပေးကင်းပါတယ်ဒါကြောင့်ကျန်းမာရေးနဲ့ပုံမုံညီညွတ်စေဖို့ဒီအချက်လေးတွေကိုလိုက်နာကြည့်ပါနော်တင်ကမင်းနဲ့ခင်းအေးချိုးရတာကိုကြိုက်တယ်သူလား comment မှာဝင်ပြောခဲ့အောင်နော်